င်းကျေကြီးကနေဆွဲလေးပေါင်းများစွာဖြင့်ကဖေးကျောင်းမှာချိန်ခတ်လို့ခတ်ရတာဖြစ်ပါလေအဲ့တော့ခန်းလေးတွေပါလိပ်ကတော့ထွေးလို့အဆင်မပြေပါဘူးအင်းလေးရောက်နေတဲ့အတွက်လိုင်းအခြေအနေအရပြုတ်ပြုတ်ကြတော့လို့ပါရှောင်းရှိတော့ခလာလာတော့တမန်တောင်ရွာထိဖြစ်ပါလေဒီကကြောလောကနာရေးတာအကြောင်းတရားထိဖြစ်ပါလေဝတ်စုံလေးညီလူလေးညီတဝါလေးညီအားလာပါလေကျိုးရင်သုံးလီမြောက်မှာတော့ခလာတာကတော့ဒီခွဲစားသုံးလီလောက်ပြပါဒီရှာမကြည့်လိုက်ပါဘူးဒီရလောက်ရလဲတအားကိုညီပါလေလူလဲညီပါလေဒီလိုခရီးဝေးဆိုရင်ကလေးတွေကပါလေအတွက်လူညီညီလေးနဲ့တအားထားပါလေကျေးစာကုန်း2ရက်တည်းဖြစ်ပါလေညိုရပင်တွေဝက်စုံလေးနဲ့ညာခပါစားလို့ခဏလာဖြစ်ပါလေကျိုးရင်ဖြစ်လို့ခဏလာတော့ကျေးစာမြောက်ရွာရဲ့ဆွေးလေးဖြစ်ပါလေဒီနေ့ငဖေချောင်းမှာကျေးစာတော့ကြွရှိပူဇော်ခံတဲ့အချိန်မှာကျိုးရင်လေးဖြစ်လို့ခဏလာတဲ့လေးဖြစ်ပါလေအင်းလေးကိုဖြတ်ရရိုးလေးဖတ်တော့ဦးမြတ်စွာဘုရားဟာအနောက်ဘက်ချောင်းအတိုင်းအနောက်ဘက်အင်းလေးရဲ့အနောက်ဘက်တိုင်းတစ်ဖက်ချောင်းမှာကျေးစာတို့ခတ်တဲ့နေ့လေးဖြစ်ပါတယ်Good.